မိတ်ဆွေကအပင်တွေစိုက်တယ်ဆိုရင်အပင်လေးတွေမှာဘာအဟာရဓာတ်တွေလိုလဲဆိုတာကိုမိတ်ဆွေတို့သိလားမသိရင်ဒီဗီဒီယိုလေးကအပင်လေးတွေလိုအပ်တဲ့အာဟာရဓာတ်တွေအကြောင်းကိုပြောပြမှာဖြစ်တဲ့အကြောင်းမို့လို့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါအပင်တွေမှာလိုအပ်တဲ့အာဟာရဓာတ်က18မျိုးရှိပါတယ်နှစ်ပိုင်းခွဲလိုက်ရရင်မြေကြီးတွေရတဲ့အာဟာရဓာတ်နဲ့လေတွေရတဲ့အာဟာရဓာတ်ဆိုပြီးခွဲလိုက်လို့ရပါတယ်မြေကြီးတွေရတဲ့အာဟာရဓာတ်က14မျိုးရှိပြီးတော့လေတွေရတဲ့အာဟာရဓာတ်က3မျိုးရှိပါတယ်တိုတဲပေါင်းလိုက်ရင်18မျိုးရှိပါတယ်ကျွန်တော်တို့မြေကြီးတွေရတဲ့အာဟာရဓာတ်မှာဆိုရင်နှစ်ပိုင်းထပ်ခွဲလို့ရပါတယ်အဲ့ဒါကတော့အများလိုတဲ့အာဟာရဓာတ်နဲ့အနည်းလိုတဲ့အာဟာရဓာတ်ဆိုပြီးခွဲလို့ရတယ်အများလိုတဲ့အာဟာရဓာတ်က6မျိုးရှိပြီးတော့အနည်းလိုတဲ့အာဟာရဓာတ်က8မျိုးရှိပါတယ်ဘောင်း14မျိုးပေါ့နော်မြေကြီးတွေရတာကဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်အများလိုတဲ့အာဟာရဓာတ်အကြောင်းကိုပြပြပေးမယ်အများလိုတဲ့အာဟာရဓာတ်မှာဆိုရင်6မျိုးရှိတယ်အဲ့6မျိုးမှာဆိုရင်ကျွန်တော်2မျိုးခွဲလို့ရသေးတယ်ပထမဦးစားပေးအများလိုတဲ့အာဟာရဓာတ်နဲ့ဒုတိယဦးစားပေးအများလိုတဲ့အာဟာရဓာတ်ပထမဦးစားပေးအများလိုတဲ့အာဟာရဓာတ်တွေကတော့နိုက်ထရိုဂျင်ဖော့စဖတ်ပိုတက်ဆီယမ်လူစီများတဲ့ NPK ပါအဲ့ဒါကပထမဦးစားပေးအများလိုတဲ့အာဟာရဓာတ်ပါဒုတိယအများလိုတဲ့အာဟာရဓာတ်ကတော့ကယ်ဆီယမ်မက်ဂနီဆီယမ်ဆာစပါပါအဲ့ဒါကဒုတိယဦးစားပေးအများလိုတဲ့အာဟာရဓာတ်ပါဒီ6မျိုးကိုကျွန်တော်တို့ကအများလိုအာဟာရဓာတ်မက်ခရိုနျူထရီယန့်လို့ခေါ်တယ်ဆိုပြီးတော့နောက်ဆက်ရအောင်ကျွန်တော်တို့အနည်းလိုတဲ့အာဟာရဓာတ်10မျိုးအဲ့ဒါကိုတော့အနည်းပဲလိုတဲ့အတွက်ကြောင့်မလို့မိုက်ခရိုနျူထရီယန့်လို့ခေါ်တယ်အဲ့ဒါတွေကတော့ဘိုရွန်အိုင်ယွန်ဇင့်မက်ဂနီစ်ကောပါမော်လဂျီနန်ကလိုရင်းနဲ့နီကယ်တို့ပဲဖြစ်ပါတယ်အဲ့ဒါကတော့10မျိုးပါအနည်းပဲလိုတဲ့အတွက်ကြောင့်မလို့အနည်းလိုအာဟာရဓာတ်မိုက်ခရိုနျူထရီယန့်လို့ခေါ်တယ်ခုနကအများလိုက6မျိုးအနည်းလိုက10မျိုးပေါင်းလိုက်ရင်14မျိုးရပါတယ်အဲ့ဒါကမြေကြီးတွေကနေရနိုင်တဲ့အာဟာရဓာတ်ပဲဖြစ်ပါတယ်အပင်တွေအတွက်ပါဆိုတော့လေတွေကနေရမယ့်အာဟာရဓာတ်ကတော့3မျိုးရှိရဲအဲ့ဒါလေးကတော့ကာဗွန်ဟိုက်ဒရိုဂျင်အောက်ဆီဂျင်ပါကာဗွန်ဟိုက်ဒရိုဂျင်အောက်ဆီဂျင်ကတော့ကျွန်တော်လေတွေရတဲ့အာဟာရဓာတ်3မျိုးပါအဲ့တော့ပေါင်းလိုက်မယ်ဆိုရင်အားလုံးပေါင်း18မျိုးရှိပါတယ်မြေကြီးတွေရတဲ့လေတွေရတာပါဆိုတော့အားလုံးပေါင်း18မျိုးရှိပါတယ်အဲ့ဒီထဲကဒါအာဟာရဓာတ်တစ်ခုခုချိုးတဲ့နေရင်အပင်လေးတွေမှာလည်းဘယ်လိုပြောမလဲအပင်လေးတွေမှာလည်းဓာတ်ချိုးတဲ့နေတယ်အပင်လေးတွေကတစ်ခုခုလိုအပ်နေတယ်လို့ဖြစ်နေမှာပါဒီ18မျိုးပေါ့နော်အပင်လေးတွေကရရှိနေမှာဒါကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာတော့အပင်လေးရဲ့လိုအပ်တဲ့အာဟာရဓာတ်18မျိုးကြောင့်ကိုအကြံဉာဏ်လေးရှင်းပြပေးသွားတာပါတခုချင်းစီကိုလည်းအခါခွင့်တင်ရင်ကျွန်တော်အသေးသေးလေးရှင်းပြပေးသွားပါအောင်မယ်ဗီဒီယိုချန်နယ်တိုင်း like follow လုပ်ခဲ့ပါကျေးဇူးများတင်ပါတယ်စိတ်လဲစရာပါခင်ဗျ